Okay တကယ်ကျွန်တော်လုံးမင်္ဂလာပါ KB English ကပြန်လည်ကြိုဆိုပါရစေဆရာဒီနေ့သင်ခန်းစာမှာเนาะအလွယ်လေးထပ်ပြောဖို့เนาะဗာလိပေးထားလဲဆိုတော့သွားတယ်သွားခဲ့တယ်သွားမယ်အဲ့တော့ tense ၃မျိုးရရင်စကားပြောလို့လွယ်ပြီเนาะ tense ၃မျိုးရရင်စကားတွေပြောလို့လွယ်ပြီဥပမာပြသွားတယ်เนาะ sorry သွားတယ်သွားခဲ့တယ်သွားမယ်ဥပမာပြသွားတယ်ဆိုရင် go သွားခဲ့တယ်ဆိုရင်ဆရာတို့ want သွားလိမ့်မယ်ဆိုရင်သွားမယ်ဆိုရင်ဆရာတို့က will go တော့ဒါလေးပဲငါသွားတယ် I go I want ငါသွားခဲ့တယ်ငါသွားလိမ့်မယ် I will go ဒါဆိုရင်ဒီလိုလေးပေါ့နမူနာလေးပေါ့နော် buy ဝယ် bought ဝယ်ခဲ့တယ် will buy ဝယ်လိမ့်မယ် play game ကစားတယ်ပေါ့နော် play ကစားတယ် played ကစားခဲ့တယ် will play ကစားလိမ့်မယ်เนาะ will play ကစားလိမ့်မယ်အဲ့တော့ဒါနမူနာပါအဲ့တော့ဒီလိုလေးပြောဖို့အတွက်ဆိုရင်ဆရာတို့က verb 2ရရမယ်ပြီးရင်ဆရာတို့ကဒီမှာတော့ will future အတွက်ဆရာတို့စားလိမ့်မယ်သွားလိမ့်မယ်ဆိုရင်ဆရာ will ထည့်လိုက်ကြပါပြီအဲ့တော့ငါမြင်တဲ့ I see ငါမြင်ခဲ့တဲ့ I saw ငါမြင်လိမ့်မယ် I will see ငါ TV ကြည့်တယ် I watch TV ငါ TV ကြည့်ခဲ့တယ် I watched TV ငါ TV ကြည့်လိမ့်မယ် I will watch TV ready ပါပဲငါလည်းရှောက်တယ် I walk ငါလည်းရှောက်ခဲ့တယ် I walked ငါလမ်းရှောက်လိမ့်မယ်ငါလမ်းရှောက်မယ် I will walk ငါ ready ပါပဲငါအင်စာလုပ်တယ် I do homework အင်စာလုပ်ခဲ့တယ် I did homework ငါအင်စာလုပ်လိမ့်မယ် I will do homework အဲ့တော့ဒီလို meaning တွေကိုเนาะကိုမှတ်မိသလားเนาะချရေးကြည့်ပါဘ1 but 2 1 but 1စောက်ထဲမှာချရေးပါမသိတဲ့ meaning ကိုသိချင်တဲ့ meaning ရှိတယ်ဆိုရင်ဆရာတို့ကလိုက်ရှာပါ Google မှာလိုက်ရှာလို့ရတယ် dictionary မှာလိုက်ရှာလို့ရတယ် meaning ပြုစုပါကိုယ့်အတွက်ဒီအသုံးဝင်တဲ့ meaning တွေပေါ့เนาะဘာပဲရှာမလဲဆိုဆရာဘ1ရှာမယ် but 2ရှာမယ်ဒါဆိုရပါပြီတန်းစီပြီးတော့ဆရာတို့ဒါမျိုးချပြီးစုလိုက်ပါပြီးရင်မြန်မာလိုရေးလိုက် meaning တို့အရင်ချက်ပါပြီးရင်ဆရာတို့မြန်မာလိုစာကြောင်းလေးတွေပေါ့เนาะမြင်တယ်မြင်ခဲ့တယ်မြင်လိမ့်မယ်ကစားတယ်ကစားခဲ့တယ်ကစားလိမ့်မယ်သွားတယ်သွားခဲ့တယ်သွားလိမ့်မယ်နော်ငါမြင်တယ်ငါမြင်ခဲ့တယ်ငါမြင်လိမ့်မယ်အဲ့တော့မြန်မာလိုစာကြောင်းတွေအများကြီးမြန်မာလိုစာကြောင်းတွေအများကြီးပြီးပါရင်ဆရာအဲ့ဒါကိုကြည့်ပြီးတော့ဆရာရွတ်ပါနော်အဲ့တော့နေတိုင်းအဲ့လိုအလွယ်လေးတွေပဲလိုက်ပြီးတော့လေ့ကျင့်နဲ့ကိုနှုတ်ကနေပြီးတော့အင်္ဂလိပ်စကားလုံးထွက်တဲ့အကျင့်တွေကအကျင့်ပါသွားပြီးတော့တဖြည်းဖြည်းနဲ့အရေးသွေးတက်လာပါလိမ့်မယ်အင်္ဂလိပ်စကားပြောဘာသာစကားကိုလေ့တဲ့အခါမှာသူကဘာနဲ့သွားတူတယ်ဆိုဆရာဂျင်ဆော့တယ်တူပဲနော်နီးမှန်လမ်းမှန်နဲ့ဂျင်ဆော့ပြီဆိုတဖြည်းဖြည်းနဲ့လိုချင်တဲ့အစိတ်ပိုင်းအဖုထစ်တွေဆရာတို့ရရှိလာမှာဖြစ်ပါတယ်ကိုလိုချင်တဲ့ပုံစံတိုင်းထို့တူပဲဘာသာစကားလေ့လာတဲ့နေရာမှာလေးပဲနော်တဖြည်းဖြည်းနဲ့နီးမှန်လမ်းမှန်နဲ့ပုံမှန်လေ့လာသွားတယ်ဆိုရင်ဒီဘာသာရေးမှာကိုကပျော်မှုသွားပြီးတော့ကိုယ့်ကိုယဉ်ကျေးမှုရှိလာပဲတဖြည်းဖြည်းနဲ့မတိမတာလေးနဲ့တိုးတက်လာပါလိမ့်မယ်အဲ့တော့မတိမတာတွေအများကြီးတော့အချိန်ကြာတဲ့ခါမှာဆရာတို့တိတသားတိုးတက်ပြောင်းလဲပါလိမ့်မယ်အဲ့တော့ဆရာဒီဥစ္စာ episode 10မှာရှေ့ဆက်ပြီးတော့ဆရာ episode တွေအများကြီးဆရာထပ်ပြီးတော့သင်ခန်းစာတွေအများကြီးဖြစ်ပါတယ်ဆရာသင်ခန်းစာအကုန်လုံးတော့တခြားလဲလို့တဲ့ဆိုရင်လုံးဝအင်္ဂလိပ်စကားပြောတတ်မှာပါဒီအခြေခံအင်္ဂလိပ်စာကိုလုံးဝကျွမ်းကျင်ပြီးတော့ဘယ်လိုပြောမလဲကိုယ့်အတွက်အထောက်ပံ့ဖြစ်မှာပါเนาะဒီလုပ်ငန်းခွင်ထဲမှာရောကိုရှေ့ဆက်ပြီးအစိမ့်မြင့်ပညာလေ့လာဖို့အတွက်ကောလုံးဝအထောက်ပံ့ဖြစ်ပါတယ်ဖြစ်ပါလိမ့်မယ်เนาะအဲ့တော့ဆရာရဲ့ဗီဒီယိုသဘောကျတယ်ဆိုရင်တော့ထပ်ပြီးလေ့လာချင်တယ်ဆိုရင်ဆရာကို yes ဆိုပြီးတော့ဆရာကိုမှန်လေးပြီးခဲ့ပါအားလုံးကျေးဇူးတင်ပါတယ်